စိုက်ကူးရဲ့အကျိုးကျေးဇူးကလေးကိုခံစားရပေးတာပေါ့ဗျာကျုပ်တို့လူဂရီကိုဒီကတော့စိုက်ကူးစိတ်သားခွန်ပါရှာတယ်ဗျာဘာဖြစ်နိုင်မလဲစိုက်ကူးကြည့်တယ်စိုက်ကူးလို့ရတဲ့အရှိခံပေါ်မှာစမ်းလောက်ကြည့်တယ်ဟောစိုက်ကူးရကျိုးနာတယ်ဆိုတာတွေ့လာတယ်ဗျကဲလက်ကြည့်ကြအောင်ဆိုကျွန်တော်တို့ဒီရှုံစားစားရှိသည့်ရှိုးအော်ရှိကိုဖြာပြီးတော့နေရိုင်းတို့ဖောက်နေသည့်စကြအတိုင်းမိုင်းတမန်လောရှော့လာခဲ့ကြသည်ဒုနီယာတွင်ကောင်းဆောင်တစ်ခုကိုထပ်တွေ့ရပြီးထိုကောင်းဆောင်တစ်ပိုက်တွင်မျက်ရှိရများကိုထပ်တွေ့ရပြန်တယ်ဒုနောပြော့သွားပြန်ကမိုင်းတဝဲလောရောက်လာခဲ့ကြတယ်တို့ရတွင်ကပေတန်စောအနီးတို့ရောက်သည့်အခါတွင်တဖန်ပြန်ကြီးတွေ့ကြရပြန်တယ်ဒုနီယာတို့ရောက်လင်ရှာလောဟောင်းသည်တောင်ခနဲ့ရလိုက်ကအောင်မြန်သည်မျက်နှာထားဖြင့်ညီကြီးပေါ်တွင်ရှိသည့်တစုံတရာကိုညွန်ပြလိတယ်မြင့်ခွာရများပြီးတွင်တရွာဤရှိရများကိုမြင်ရပြီးတယ်ခါစောစောကမျက်ရှိရရှိမဟုတ်ပါလားဟုကျွန်တော်ကပြောတယ်ဟုတ်တယ်ဗျစောစောကအထိမြင့်ခွာရရှိပဲလူရှိရကအခုမှပေါ်လာတာအလိုပါလေပြုတ်မြင့်ခွာရနဲ့လူရှိရတို့သည်ထိုနေရာသို့ရောက်တွင်တော့သူပြန်လှည့်သွားကပိုင်လျက်ဆောင်ပဲကိုဥတီနေဒီကိုတွေ့ရပြန်လေတယ်ရှာလောဟောင်းကလီတချက်ရှူလိုက်တယ်ကျွန်တော်တို့ဒီထိုရှိရများတိုင်းပြန်လိုက်လာခဲ့ကြပြန်တယ်ရှာလောဟောင်းမှာရှိရတန်းကိုသာငောင်းကြည့်လိုက်လာခဲ့တော့လေကျွန်တော်မှမူပေးစီတို့လှမ်းကြည့်လာခဲ့ရတယ်ထိုရှိရများဒီကပေတန်စောစီတို့ပြန်လှဲလာပြန်ဒီကိုအန်ဩစွာတွေ့ရပြန်လေတယ်ဒီရှိရတော့ကြောက်လူတော်ပြီတဗျာခမည်းသားမညံလိုက်ရင်ဒီရှိရဆောင်းဝင်လိုက်ပြီးနောက်တစ်ပတ်ပြန်လာရအောင်လားအခုတော့လန့်လျှော်ရတက်တာသွားပြီတာပေါ့ကဲအဲ့ဒီရှိရတိုင်းပြန်လိုက်ကြအောင်ဆိုရဲ့ကျွန်တော်တို့အဖို့ဝေးဝေးလန့်လန့်မသွားလိုက်ရရှိရများသည်ကပေတံမြတ်ဆောင်သူဝင်သည့်ကတ္တရာစေလအနီးတွင်ဆုံးသွား၏မြတ်ဆောင်နာသူကျွန်တော်တို့ရောက်ခါဒီတွင်မြတ်ထိုင်းတရောပြီးထွက်လာကဘယ်ကလူတွေလဲဗျစောနာကိုပါလာလောက်ကြတာလေဟူမေးလိတယ်ရှာလောဟောင်းကအိုက်ထဲသို့လက်မနဲ့လက်ညှို့ကိုထဲလိုက်ပြီးနော်တခုတော့တီးပြစီကွယ်မနေ့ဖြာမနေ့9နာရီလောက်မှာမင်းတို့ဆရာမြင့်ထရိုင်နာမစ္စတာစီလာဘရွန်နဲ့တွေ့လို့များရမလားကွယ်ကိစ္စရှိရင်တော့တွေ့လို့ရပါတယ်ဆရာကမနေ့ဆိုရင်အစောကြီးနှုတ်တာပါတယ်ဟောပြောရဆိုရင်ဆရာတော်လာနေပြီခင်ဗျမေးကြည့်ပါဟာမဟုတ်တာခင်ဗျနေပါစေဆရာညံကျွန်တော်ကိုဆူနေပါလိမ့်မယ်ပေးချင်ရတော့ချာမှာပေးပါရှာလောဟမ်ကအိုက်ထဲမှာဆွဲထုတ်လိုက်သည့်ဂရောင်းဝဲတန်ကားပြားကိုအိုက်ထဲသို့ပြန်ထည့်နေစီကက်ပတန်ចောင်းကျောက်ဟန်ရှိသည့်အသက်ကြီးကြီးလူတယောက်သည်ဟန်တိုင်တောက်ကြီးကိုကင်လျက်ဝမ်းထဲမှထွက်လာလေတယ်။ဘာလဲဟိတော်ဆန်သွားကိုလောက်ရှိစကားများမနေနဲ့ဆိုပါအောင်ကိုလူတို့ကပါကိစ္စနဲ့ဒီကိုလာကြတာလေမိတ်ဆွေကြီးနဲ့7မိနစ်လောက်စကားပြောစရာရှိလို့ပါခင်ဗျာဟူရှာလောဟောင်းကအတန်ကိုရှိုးနိုင်တယ်များရှူထား၍ပြောလေတယ်ဒီမှာကိုလူလာသမျှလူတိုင်းကိုလက်ခံပြီးစကားပြောနေဖို့အဆိုင်မရှိဘူးဒီနားတစ်ပိုက်ကိုလည်းပဲလူစိမ့်သူဆိုင်မှမလာရဘူးကဲကိုလူတို့ညံမပြန်ရင်ခွေးနဲ့ရှုတိတ်ရလိုက်မယ်ရှာလောဟောင်းဒီထရိုင်နာနီဒိုကာကတစုံတရာကိုခတူပြောလိုက်တယ်မြက်ထရိုင်နာစီလာဘရွန်ဒီစခနေဖြစ်တော့ကနှစ်ထန်နေရတွေနီရဲလာလေတယ်ဒါလိုက်နာဗျတက်မဲ့လိုက်နာဟုတ်ပြီလေဒီလိုဆိုရင်ဒီကိစ္စကိုလူတော့သူတော့ထဲမှာရှင်းမလားဒါမှမဟုတ်ခမအေခါထဲမှာအေးစီရှင်းသလားကဲပါဗျာခမကဒီလောက်တော့ရှင်းရလဲအေခါထဲကိုလာပါရှာလောဟောင်းကကြောင်းလိုက်လျက်ပတ်စံကြီးခဏကလေးဆောင်ဗျာကဲမစ္စတာဘရွန်တော့ကြစို့မီနီ20များကြာ၍လက်ကွန်လိုနီယောပြန်ထွက်လာသည့်အခါတွင်မူစီလာဘရွန်၏မျက်နှာပေါ်မှာနိမြန်းသောအယုံမှာပြန်မွေသောအယုံသို့ပြောင်းသွားခဲ့လိမ့်မည်ဤမြတူတောင်းသောအချိန်ကလေးတွင်ဤမြပြောင်းလဲကြီးပြောင်းလဲသွားသည့်အဖြစ်မျိုးကိုတခါမှမတွေ့ဘူးသေးချေစီလာဘရွန်၏မျက်နှာမှာဖြူရရှိကနှစ်ဖူးတွင်ရွှေပေါ်ကြီးတွေစိုးလျက်ရှိပြီးလက်တို့မှာတဆဆတုံလျက်ရှိနေရာလက်တွင်ကင်ထားသည့်ဟန်တိုင်တောက်သည့်လေထဲတွင်လှောက်နေသည့်ဒီကိန်းတစ်ဖွဲလှောက်ရမ်းလျက်ရှိလေတယ်စောကရှိခဲ့သည့်တဟောတဟဲအနိုင်ကျန်လို့တော့အမှုရတို့လုံးဝမရှိတော့ပဲတခင်အင်းတော့ဘားတွင်လိုက်ပါလာတော့ခွေးတကောင်ကဲ့သို့ကျွန်တော်ဤမိုက်ဆူအင်းတော့တွင်ခါယူပြန်လိုက်ပါလာလေတယ်စိတ်ချပါခင်ဗျာစောင့်တော်ကြီးအမိုက်ရှိတဲ့အတိုင်းလောက်ပါမယ်စိတ်ချပါအမရန်ရှိလို့တော့မဖြစ်ဘူးနော်ရှာလောဟမ်ကသူ့ကိုစက်ကြီးရန်ပြောလိုက်တယ်ထရိုင်နာစီလာဘရောမာကရှာလောဟမ်ရဲ့မျက်လုံးမှာရှိတ်ချော်သည့်အမူအရာကိုမြန်တည်နေကြော်လန်းလျက်ရှိလိမ့်ပြီစိတ်ချပါခင်ဗျာမရှိစေရပါဘူးအချိန်မီရောအရာပါစီမယ်ဟိုဟာတူရောပြောင်းလိုက်ရတော့မလားစုံတော်ကြီးရှာလောဟမ်ကအတန်ကြာစဉ်းစားပြီးတော့
တဟာဟာရေကမပြောပါနဲ့ဦးလေးထားလိုက်ပါအောင်တော့ကျုပ်စာရေးလိုက်ပါမယ်ကိုယူကာရတော့မလောက်နဲ့တော့နှုတ်မွညာစိတ်ချပါဆုံးတော့ကြီးမလောက်ပါဘူးစိတ်ချပါကိုပစ္စည်းလို့ကောင်းကောင်းကြည့်ဆိုင်တော့ကျွန်တော်ကိုရောက်ပါဆုံးတော့ကြီးရောက်ပါတယ်ဗျာမနေ့ဖြန်ကြာရန်တာကျုပ်အကြောင်းချလိုက်ပါမယ်စီလာဘရောင်းကတောင်တောင်ညံညံဖြစ်နေသည့်လက်ကိုကမ်းပေးတည်တယ်ရှာလော်ဟောင်းဒီလက်ဆွဲနောက်ဆက်ရှမပြူပဲရှာကနေလှည့်ထွက်လာပြီးတော့ကျွန်ုပ်တို့ပိုင်လင်းစွန်ဘက်သို့ပြန်လာခဲ့ကြလိမ့်တယ်အပေါ်စီကြီးနဲ့တဟော့တဟဲလောက်တော့တတီကြုံဖြစ်ကောက်နေတဲ့လူမျိုးကိုကြောက်ပြန်တီးတခါပဲတွေ့ဖူးတည်ဗျာဟူလန်းနဲ့ရှာလော်ဟောင်းကပြောလိမ့်တယ်ဒါပြန်မြင့်ကသူစီမှာရှိတာပေါ့စောစောကတော့ခတ်တီတီဖိတ်နေသေးတယ်ဗျအဲ့ဒီနေ့မနေ့သူပါတွေလောက်ခဲ့တယ်ဆိုတာကြောက်ကပြောလိုက်တော့မှမနေ့ကသူကိုကြောက်စွန်ကြည့်နေတယ်လို့ထင်သွားပုံရတယ်ရှေ့ရတွေမြန်ခဲ့တော့ကရှေ့ရကလေးထောင်ဖြစ်နေတာကိုခမရတတိထားမိလိုက်မယ်ဗျအဲ့ဒီရှေ့ရကသူပူဖနာရှေ့ရနဲ့တထတဲ့ဖြစ်နေတယ်နောက်တစ်ချက်ကဒီလိုလောက်မျိုးကိုအော်တန်းစားမြင့်ထိုင်ကလေးတွေကလောက်ရဲမှာမဟုတ်ဘူးသူထောင်းစံအတိုင်းစွတ်စောအရာထားပြီးစစ်ချက်ထဲမှာလူနေတဲ့မြင့်တကောင်ကိုသူဘယ်လိုတွားတွေ့တယ်တွားကြည့်တော့ထိုက်ကွယ်အဖြူကြီးနဲ့နှမ်းမြင့်ကြောပြိုင်မြန်းကြီးဖြစ်နေတဲ့အခါသူဘယ်လိုတအောင်တော့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကြောက်ကပြောပြလိုက်တယ်ညံတို့နွားတို့မှထိုက်ကွယ်အဖြူရှိရင်ကြာလို့ခေါ်တယ်ဗျဒီကြာကိုဆွဲပြီးဒီကောင်ကြီးကိုငွေကြာလို့နှမ်းမြင့်ပေးထားတာဆွဲစောတော့ကတော့မြင့်ကိုပိုက်လင်းစွန်းကိုပြန်ဆွဲသွားဖို့စိုက်ကူပေါ်သေးတယ်ဒါပေမဲ့သူမြင့်ကိုနိုင်မယ်မြင့်ဆိုလို့ဒီကောင်တကောင်လည်းရှိလေတော့မြင့်ပွဲပြီးတည်ဒီမြင့်ကိုပဲထားဖို့စိုက်ကူပေါ်လာတယ်ဗျဒါနဲ့မြင့်ကိုသူစွန်းကိုဆွဲလာခဲ့တယ်ကျောက်ကဒီကျောင်းတွေကိုခရီးစစ်တွင်းချပြန်ပြောလိုက်တော့သူဝန်ခံပြီးသူကတော့အမှုမလောက်ပါနဲ့လို့တောင်းပန်ထွက်တာပဲဗျနော်သူမြင့်ဆောင်ကိုရှာပြီးပြီမဟုတ်လားမြင့်သမားပဲဗျမြင့်ကိုရောက်ပြောင်းရောက်လဲလောက်တယ်နီးတယ်အမြင့်မျိုးရှိတာပေါ့ဒါပေမဲ့ဒီမြင့်ကသူမြင့်ကိုနိုင်မယ်မြင့်ဆိုတော့မြင့်ကိုသူလက်ထက်တီတိုင်းထားခဲ့လို့ဖြစ်ပါမလားဒီခုခုလောက်ရင်ဘယ်နဲ့လောက်မလဲဒီမှာဝါစင်စိတ်ချခမရလူပါမမလို့ယူသူမြင့်လောက်အိုင်ကိုဆောင်လျှော့တယ်လို့ဒီမြင့်ကိုသူဆောင်လျှော့မှာသူ့ဖို့တောက်ခါမျိုးအောင်လောက်ရမယ်တခုထဲတော့နီလန်းဟာဒီမြန်းကိုအကောင်ပကတိရှော့ရှော့မောမောပြန်အားရမယ်နီလန်းတခုပဲရှိတော့တယ်ဘုံမူကြီးရွာစကားတော့အခဲကျင်မယ်မထင်ဘူးဗျဘယ်လိုပဲဖြစ်ဖြစ်ဒီလူအပေါ်တော့ညမယ်မဟုတ်ပြီဒါကတော့သူ့အပေါ်မှာမတည်ဘူးဗျကျုံနေကျုံနီးနဲ့ကြောက်လောက်ရမှာပဲကြောက်ကသူ့ကိုအကောင်ပဲပြောပြလို့ဖြစ်မလဲပြောတင်တယ်လို့ပဲပြောရမှာပေါ့အစိုးရဆောင်ထောက်တယ်အစိုးရဆောင်တော်တဲ့တပန်းတာပေးတာပေါ့ဗျာတပန်းတာပေးတာပေါ့ဗျာခင်ဗျာတတိထားမိလိမလားတော့မသိဘူးပုံမူကြီးကိုကြည်ရတာကြောက်ကိုအထင်ခတ်သေးသေးရဲ့ဗျကြောက်ကတလဲတော့ပြန်ပြီးကတိကောပြန်လောက်လိုက်အောင်မယ်ညံကြောင်းကိုတော့သူကိုတာမကြောက်လိုက်နေအောင်တော့မကြောက်ပါဘူးကြာခင်ဗျာခွင့်ပြုချက်မရရင်ပါမှာမကြောက်ပါဘူးပြီးတော့လဲစထရီကတာခံရတဲ့ကိစ္စနဲ့ဆိုင်ရမြင့်ကိစ္စကအတိဖွဲကလေးပါဗျာဒါမြတ်စထရီကတာမှုတဲ့ခင်ဗျာအတုံကုန်ဆိုင်လောက်ရအောင်မယ်ပေါ့မလုပ်တော့ဘူးညာရထားနဲ့ကျုပ်တို့လမ်းတန်ကိုပြောင်းမယ်ကျွန်တော်မှသူစကားကြောင့်အံ့အားတန်လျာရှိလေဒီပုံရိုင်းရနဲ့တို့ကျွန်တော်တို့ရောက်လာခဲ့ဒီမှာပါမမကြလာသေးသည့်အပြင်အစာကောင်းကောင်းဖြန့်စားခဲ့သည့်သူတော်လာမှုကိုစွန့်လှူရဆိုင်လိုက်တော့မီဆိုခြင်းကြောင့်နားမလည်နိုင်အောင်ဖြေလျာရှိလေတယ်ရှာလော်ဟောင်းဒီထရိုင်နာကြီးအိုင်တို့ရောက်သည့်အထိစကားတလုံးများမပြောပဲတက်ဆိတ်စွာရှော့လာခဲ့တယ်ဘုံမူကြီးနဲ့အက်စပက်တော်တို့မှအခန်းထဲထိုင်ရန်ကျွန်တော်တို့ကိုဆွန်လျာရှိနေလေတယ်ကျုံတော်တို့နေရောက်ကတော့ညာရထားနဲ့ပဲလမ်းတန်းကိုကြောင်ကြတော့မယ်ဗျတာမိုးနေကလှလဲလှလေကောင်းလေတန်းလဲရတော့လာရတာကောင်းပါပြီလေဗျအက်စပက်တော်ကမျက်လုံးတွေကိုဖွင့်ကြည့်လိုက်ပြီးပုံမူကြီးကလှောင်ပြောင်တော့ပြောင်းပြန်သူ့ကိုလှမ်းကြည့်လိုက်ရင်စထရီကာကိုတာတဲ့တရားခံကိုဖမ်းဖို့တော့လက်ရှိုးလိုက်ပြီးဆိုပါတော့ရှာလော်ဟောင်းကပဟောင်းကိုတုံကြညာအတားစီအခက်ခဲတွေကတော့တော်တော်များတယ်ဗျတိုးတော်လဲဘယ်လိုပဲဖြစ်စေအင်္ဂါနေ့ဖလားပွဲမှာတော့ခမမြပြင်းနိုင်မှာပါစီမဲဂျိုကီကိုတာအစံတန်ဖြစ်အောင်ပြောထားပါဒါတည်းအသေးသူစထရီကရဲ့တပ်ပုံများရရင်တော့လူရှင်အောင်တယ်ဗျာအက်စဘက်တော်ကအိုက်ထဲမှာအစာအိမ်နဲ့ထေထားသည့်တပ်ပုံကိုထုတ်ပြလိုက်တယ်အက်စဘက်တော်ကြီးကတော့တကယ်အလိုက်တီးပေးတယ်ဗျာခင်ဗျားတို့ဒီမှာထိုင်နေတော့အိုင်ဖို့တငယ်မှာကလေးကိုမိခုလေးတစ်ခုလောက်တောင်းမိလိုက်အောင်မယ်ဒီစာလောင်းရဲ့အဆက်ကိုနားဆင်ဖို့အတွက်ကျွန်တော်ရဲ့ရှောင်းတဲ့ကိုလိုက်ရန်ဆက်စကွားလောက်ထားပြီးအွန်လိုင်းလေးကို on night ထားပေးဖို့တောင်းဆိုချင်ပါတယ်